မင်္ဂလာပါကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ပူကနေပြီးတော့စကားပြောနေပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းကတော့လူတွေဘာလို့ကြောက်နေကြလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီအကြောင်းကိုကျွန်တော်အရင်ကလည်းပြောပြီးပြီဆိုတော့ဒီတစ်ခေါက်ကျွန်တော်ထပ်ပြောရခြင်းအကြောင်းကကြောက်တဲ့လူတွေအများများလို့ပါနော်အဲ့တော့ဘာဖြစ်မှာအောင်ကြောက်လဲဆိုတော့ကျွန်တော်ဆီလာတဲ့လူနာအများစုကယောဂတစ်ခုဖြစ်မှာအောင်ကြောက်ပါတယ်အဲ့တော့ဘာဖြစ်လို့ကြောက်တယ်လဲဘာဖြစ်လို့ကြောက်တယ်လဲဆိုတော့ရှင်းပါတယ်ကိုယုံကြည်မှုမရှိဘူးနောက်စိတ်ဖိစီးမှုများတယ်ပေါ့နော်အဲ့တော့ဘာကြောင့်မလို့ကိုယုံကြည်မှုမရှိဘဲနဲ့စိတ်ဖိစီးမှုများလဲဆိုတော့အနာဂတ်ကမရေရာတော့ပါဘာဖြစ်လို့အနာဂတ်ကမရေရာလဲဒါမှမဟုတ်ဘာလို့ကြောက်စိတ်တွေဖြစ်လာဆိုတော့ကိုဗစ်ကနေစပြီးပြောရလိမ့်မယ်ကိုဗစ်ဖြစ်လိုက်တဲ့အချိန်မှာလူတွေတော်တော်များများဒီကဲ့ရဲ့နော်ကိုဗစ်ကဲ့ရဲ့ကြောက်ဟောပေါ့နော်အကြောင်းကြောင့်မလို့လူတွေသိကြတယ်တော့ပိတ်ထားတယ်နော်နံပါတ်ဆက်သွယ်ရေးအကုန်လုံးဖြတ်ခံရတယ်ဆိုတော့အဲ့ပေါ်မှာစပြီးလူတွေကကြောက်ကြတယ်ဟောပေါ့နော် uncertainty ပေါ့အင်္ဂလိပ်လိုခေါ်တာ uncertainty ပေါ့နော်မရေရာတဲ့အနာဂတ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာနိုင်ငံရေးပြောင်းလဲဖြစ်သွားတယ်အဲ့ခါမှာပို့ပြီးတော့လူတွေကဟိုပေါ့နော်မရေရာမှုအပေါ်များလာတယ်ဘာဖြစ်လို့ဖြစ်မှမသိဘူးပေါ့လေနောက်တတိယအချက်ကဘာလဲဆိုတော့ဒီ internet revolution ပေါ့နော် internet ရဲ့ဒီသတင်းပြန့်နှံ့မှုကအများကြီးတယ်အဲ့ခါကျတော့ internet မှာအခုကလူတိုင်းကတင်နေတာတွေကိုတင်လို့ရတယ် social media ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေမှာလူတွေကအများကြီးအသုံးပြုတယ်အသုံးပြုတဲ့အခါမှာလည်းသူတို့အသုံးပြုရနေနေတာဘယ်လိုလဲဆိုတော့လူတွေကိုခြောက်ပြီးတော့မှ attention လာလိုချင်တဲ့သဘောပေါ့ဗျာဥပမာပြောရရင်များကျွန်တော်တို့ငယ်တော့မျက်လက်ဆရာတွေရှိတယ်မျက်လက်ဆရာတွေကပထမဆုံးမွေးတွေပဲထုတ်ပြရတယ်ဟိုကထုတ်ပြရတယ်ဒီမွေးပေါက်လိုက်ရင်ဘယ်လိုဖြစ်မှာပေါ့ဗျာပြီးတော့မှမွေးသေးရောင်းတယ်နော်ဒါကျွန်တော်ငယ်တော့ဘဝရင်းကမှတ်မိနေထားမျိုးပေါ့အခုမှတော့မွေသေးတော့မရအောင်ဒါပေမဲ့ online မှာဘာယောဂဖြစ်မယ်ဒီယောဂဖြစ်မယ်ဟိုယောဂဖြစ်မယ်ပေါ့ဗျာပြီးရင်ဈေးအောင်တယ်နော်အဲ့တော့နောက်တစ်ခါယောဂလက္ခဏာတွေကိုလည်းမသိမချပဲနဲ့သူက online ပေါ်မှာဟို big symptom လို့ခေါ်တာပေါ့နော်ဥပမာပြခေါင်းကိုက်တယ်ဆိုတာဗျာခေါင်းကိုက်တယ်ဆိုတာလူတယောက်ကခေါင်းကိုက်တယ်ဆိုတာကျွန်တော်တို့ဆေးပညာအရာဆိုရင်90%ကျော်ကျော်စိတ်ဖိစီးမှုနဲ့ stress နဲ့ဆိုင်နေကျန်တဲ့10%လောက်ထဲမှာမျက်မှန်လို့ဖြစ်နိုင်တယ်နောက်တစ်ခုက migraine လို့ခေါ်တဲ့เนาะအဲ့အုံနောက်ထဲမှာရှိတဲ့သွေးကြောကျဉ်တာဒါလည်းအရေးမကြီးဘူးအဲ့တော့တကယ်ကင်ဆာဖြစ်တဲ့နှုန်းသားအရင်နေအဲ့လိုပဲနောက်တစ်ခုကဥမာကြီးကင်ဆာပေါ့နော်အခုကျွန်တော်စီလာတဲ့လူနာတွေအများစုဆိုဥမာကြီးကင်ဆာစစ်ချင်တယ်ဆိုပြီးပြောရပြအဲ့ဒါလည်းကျွန်တော်ပို့ရင်လည်းပြောရရင်ဒီ internet ပေါ့နော်အဲ့မီဒီယာကြောင့်ပဲဗျအဲ့တော့ဥမာကြီးကင်ဆာဖြစ်ဖို့အတွက်လိုအပ်ချက်တွေအများကြီးရှိတယ်အသက်အရွယ်ရှိမယ်เนาะမျိုးရိုးဗီဇရှိမယ်เนาะလူကเนาะအသားစားတာတော့เนาะကာဗွန်နာစိုးစေးတို့နောက်ရန်စိမ့်တို့ပါတယ်အစားသဖြင့်ပေါ့ဗျာเนาะအကြောင်းကင်ဆာကတော့တစ်ခုကအလွယ်တကူချက်ချင်းကြီးလည်းဝန်နိုင်လည်းထားမှာဖြစ်ပါဘူးเนาะအဲ့တော့ဥမာကြီးကင်ဆာဆိုလို့ရှိရင်သူ့မှာပြုံးဖြစ်နေတာတစ်မျိုးရှိရပိတ်တဲ့ဟာတစ်မျိုးရှိရနောက်တစ်မျိုးကကြတော့အဲ့လိုဝင်းနေပြက်တယ်ဝင်းလျှော့တော့ပါပေါ့เนาะအဲ့တော့ဝင်းချုပ်တိုင်းလည်းဥမာကြီးကင်ဆာတန်းဖြစ်တာမဟုတ်ဘူးလေအဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီကောင်းကြိုက်တာတို့နောက်ဝင်းချုပ်တာတို့အဲ့လို symptom လေးတစ်ခုလေးကိုနားထောင်လိုက်ပြီးတော့မှဟိုယူလိုက်ပြီးတော့မှတမ်းပြီးတော့ဥမာကြီးကင်ဆာတို့အုံနောက်ကင်ဆာတို့တွေးလိုက်တဲ့ဥစ္စာလုံးဝမှားတယ်နောက်တစ်ချက်ကဘာလဲဆိုတော့အဲ့ဒါကိုเนาะအဲ့ဒါအတွက်ကိုဈေးကြည့်ရဲ့เนาะဥမာခေါင်းလူရထင်တာဘယ်လိုလဲဆိုတော့အုံနောက်ထဲမှာကင်ဆာဖြစ်နေပြီအဲ့တော့ငါဓမ္မရိုက်မယ်ဆိုတာလို့ရှိရင်ဓမ္မရိုက်ရင်ဘာတွေ့လဲဆိုတော့ဓမ္မရိုက်ရင်ဘာမှမတွေ့အောင်ခေါင်းခွင်ကြီးပဲတွေ့ရနော်ခေါင်းရဲ့အယိုးပဲတွေ့ရတခြားဘာမှမတွေ့အောင်ဒုတိယဘာလဲဆိုတော့အဲ့လိုမဟုတ်ဘူးကဲ CT scan ရိုက်မယ်ဆိုတော့ CT scan ရိုက်မယ်ဆိုရင် radiation ရှိရလေနော် radiation တန်းဆိုတာ radiation ကဓာတ်မှန်ရဲ့ဓာတ်ရောင်ကြည့်ပေါ့နော် x-ray ရောင်ကြည့်ပေါ့အဲ့ဒါကြောင့်လို့လည်းသူက side effect ရှိရပဲနော်ရေရှည်မကောင်းလေကျွန်တော်တို့ဆရာဝန်တွေကမလိုရရင်မရိုက်ခိုင်းဘူးဒါပေမဲ့တို့ကမရအောင် CT scan ရိုက်မယ် MRI ရိုက်မယ်ဆိုတော့ပတ်စံကုန်တော့ဗျာနော်အဲ့တော့ကျွန်တော်တို့ပြောရရင်တော့မလိုအပ်ဖက်နဲ့မလုပ်ကြပါနဲ့အဲ့လိုပဲဥမာကြီးကင်ဆာပါဗျာအဲ့ဥမာကြီးကင်ဆာလို့ထင်တယ်ဆိုရင်ကျွန်တော်တို့ကကျူးမောမာကင်ဆာလို့ခေါ်တဲ့သွေးစစ်တာလုပ်လို့ရတယ်သွေးစစ်တယ်ဆိုလို့ရှိရင်ကျွန်တော်နှမ်းကြီးလောက်တော့ရတာပေါ့ဗျာဒါပေမဲ့အတိအကျကြီးတော့ကျွန်တော်လည်းပြောလို့မရအောင်အတိအကျသိချင်မှတော့အောင်လေcolonoscope လို့ခေါ်တဲ့ဥမာကြီးရဲ့ပိုက်ထည့်ပြီးကြည့်မယ်ဗျာဥက္ကမလည်းဒီကိုကြည့်လို့ရတယ်ပတ်စံကုန်တယ်လေပြီးတော့မတွေ့ဘူးဆိုတော့လေဘာဖြစ်လဲနော်မတွေ့ဘူးပေါ့အဲ့တော့ပတ်စံကတော့ထွက်သွားအောင်ကျွန်တော်ခြုံပြီးပြန်ပြောပြရင်တော့
အရင်မကြောက်ကြပါနဲ့နော်ဒါတော့ယောဂလက္ခဏာဆိုတာလေကျွန်တော်တို့ဆရာဝန်တွေတောင်းပါပဲစေကန်းအောင်လာပြတဲ့လူနာတွေကိုတော်ကြာကြာကြီးကိုစစ်ဆေးပြီးတော့မှဆုံးဖြတ်ရတာပါစကားလေးတစ်ခုလောက်နဲ့နော်ဒါမှမဟုတ်ရင်ဟိုဟာလေးတစ်ခုပေါ့ဗျာဘယ်လိုခေါ်မလဲခေါင်းကိုက်တယ်ဆိုတာနဲ့အုံနောက်ကင်ဆာဟုတ်လားဝင်းချုပ်တယ်ဆိုတာနဲ့ဥမာကြီးကင်ဆာနော်ဝင်းလျှောတာဆိုတာနဲ့ဥမာကြီးကင်ဆာအဲ့လိုတွေးခေါ်တာတော့အရင်ကြီးမှားနေပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မရေရာမှုတွေရောရှိရဲ့ရှေ့မှာမရေရာမှုတွေကနေပြီးတော့စိတ်ဖိစီးမှုရှိတယ်အဲ့ဒီစိတ်ဖိစီးမှုတွေကြောင့်လူတွေကကြောက်တယ်ကြောက်တဲ့အတွက်ကြောင့်မို့ယောဂဝေဒနာတွေကိုကိုယ့်ဘာကိုဖန်တီးယူတယ်အဲ့လိုဖန်တီးယူတဲ့ကြောင့်လို့နံပါတ်1ကစိတ်ဆင်းရဲရတယ်စိတ်ထဲမှာမချမ်းသာအောင်ပေါ့ဗျာနံပါတ်2ကတော့ဘာဖြစ်လဲဆိုတော့ပတ်စံကုန်တာပေါ့နော်ပတ်စံကုန်တာပေါ့ဘာကြောင့်လဲဆိုတော့စစ်ပြီဆိုတဲ့ကောပတ်စံကုန်ပြီလေကျွန်တော်တို့ကလည်းကျွန်တော်စီလာတဲ့လူနာတယောက်ဆိုကျွန်တော်လည်းမစစ်ဖက်နဲ့လေခင်ဗျားမှမရှိဘူးလို့လည်းကျွန်တော်အမှမခံနိုင်ဘူးကျွန်တော်စီအောင်ကျွန်တော်လောက်ကစစ်ဆေးရလို့လုပ်ရတယ်စစ်ဆေးရလို့လုပ်ရရင်ပတ်စံကုန်တယ်နော်အဲ့တော့ဒါပေမဲ့ဒါတော့မှကျွန်တော်စီမှာဆိုတတ်နိုင်ကောင်ငွေကိုကြီးကြတက်တာတဲ့နီးနေကျွန်တော်စစ်ပြီးတယ်ပေါ့နော်အဲ့တော့တခါလေးလာတဲ့တချို့ကရှိရဲအဆိုင်ပြောင်းကြည့်ရင်ပတ်စံဘယ်လောက်ကြာမလဲဒါသုံးဖို့ပဲနဲ့ဟိုကောင်း CT scan ရရင်ဘယ်လောက်ကြာမလဲဆိုတာအမေအများဆုံးပဲဝင်နေပေါ့နော်ဓာတ်မှန်ရိုက်ကြည့်ခြင်းလဲဆိုဓာတ်မှန်ရိုက်တာစိတ်ကူတော့မဟုတ်တာကြီးဓာတ်မှန်ရိုက်တယ်ဆိုတာဘာယောဂဖြစ်လဲဆိုတာကိုအယိုးကျိုးတယ်ဆိုကျွန်တော်တို့သုံးကြည့်လို့ရတယ်လေနော်အယိုးကျိုးတာမဟုတ်ဘူးဆိုရင်ဂျန်တဲ့အပိုင်းမှာဓာတ်မှန်အသိသုံးဝင်မအောင်နော်အကြောင်းညက်တယ်ဆိုရင်ခင်ဗျာအကြောင်းညက်တော့ဓာတ်မှန်မမြင်အောင်လေ MRI ဆိုတဲ့ဥစ္စာရိုက်ရတယ်နော်တန်လိုက်ဟောပေါ့နော်ဓာတ်မှန်ပေါ့အဲ့ဒါရိုက်ရတယ်ဈေးလည်းရမ်းကြည့်ရအဲ့ဒါကြီးကြည့်ပြီးတော့တွေ့ပြီဆိုတော့အဲ့ဒါဆေးကူတာမဟုတ်ဘူးလေဟုတ်တယ်မလားဒီကောင်ကဓာတ်မှန်ပဲရိုက်ပြလိုက်တာလေအဲ့ဒါကြောင့်မလို့ယောဂမပြောက်သွားဘူးပတ်စံကုန်သွားတာရှေ့ကအရင်ထွက်သွားတယ်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့မေယာမှုတွေရှိနေတယ်စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်သို့တော့ကိုရှားတဲ့ပတ်စံကလွယ်လွယ်ကူရတာမဟုတ်ပင်ပန်းနဲ့ရှားတဲ့ပတ်စံအဲ့ဒါကိုကျွန်တော်မကုန်စေချင်ဘူးတစ်ဖက်ကလည်းစိတ်ကိုခံခိုင်းထားပါတော့မကြောက်ကြပါနဲ့ဘာကြောင့်လဲဆိုတော့ကြောက်လို့ရှိရင်ခင်ဗျာကြောက်လို့မပြီးတော့ဘူးဗျာတခုကြောက်စရာတွေကအများကြီးပဲလောကကြီးမှာနော်အဲ့တော့မကြောက်ကြပါနဲ့နောက်တစ်ခုကမကြောက်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်တို့ဘယ်သက်သက်ပြောရမယ်ကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကော်လမ်ဘိုကနေစကားပြောနေပါတယ်အားလုံးချစ်ပါ